ေးချင်တာမေးခဲ့ဖြေချင်တာဖြေမယ်အခုကတော့ဝိုင်းနေဖရန့်စာပေးရနေကြိုးဆိုပါတယ်ဝါဟိုနေရာ post တစ်ခုတင်ထားတယ်ပေါ့နော်အမှစိတ်သားလေးမေးခဲ့ဖြေပေးမယ်ဆိုတော့အခုဖြေပေးမှာဖြစ်ပါတယ်ကဲပထမဦးဆုံးဝါရွေးထားတဲ့မေခွန်းလေးကယောက်ျားလေးလားမိန်းကလေးလားတဲ့အမှဆိုရင်ဝါ post တစ်ခုတင်ဖူးရဲ့ဒီဗီဒီယိုကြည့်မယ်ဆိုရင်ဝါယောက်ျားလေးမသိမှာပါဒါပေမဲ့ပေါ့နော်တကယ်လည်းမင်းကလေးလို့ထင်ကျင်စရာပါပဲဘာလဲဆိုတော့ဝေါ်ရဲ့ကတ်တုန်းတွေအကလုံးကမင်းကလေးတွေဖြစ်နေတယ်မင်းကလေး character တွေပဲဆိုတော့ဝေါ်အတန်တွင်းတဲ့ခါကျရင်ကျွန်တော်အတန်တွင်းတဲ့ခါကျရင်မင်းကလေးနေရာမှာပဲအတန်ပြုတ်ဆောင်ရတယ်ပေါ့နော်အတန်ကိုအဲ့လိုလုပ်ရတယ်ဆိုတော့မင်းကလေးလို့ပဲထင်တာကTikTok မှာလည်းရော YouTube မှာမမညီမလေးတွေပဲခေါ်ကြတယ်ဒါပေမဲ့ကိစ္စမရှိပါဘူးဒီအကြောင်းရောဖြစ်ဘာမှဖြစ်ဘူးဒီကဝဲကတ်တုန်းလေးတွေကိုချစ်ပေးကြတယ်ဝဲကတော့ character လေးတွေပေါ်ကြပေးတာအရင်ကျေးဇူးတင်ပါတယ်ကဲခုနမေကနောက်တစ်ခုတွားမယ်ကိုကြိုပြောထားမယ်နော်ဘာလဲဆိုတော့ခုကနှာခေါင်းပိတ်နေရဆိုနှာခေါင်းတန်နဲ့ပြောနေရတာပေါ့နော်အဲ့တော့စကားတစ်မျိုးဖြစ်နေအတန်လည်းတွေ့လို့မရဘူးဖြစ်နေဟေးစိတ်ညစ်တယ်ကဲအဲ့တော့အတန်ကတစ်မျိုးပြောင်းနေပါမယ်မိကုန်းကကာတွန်းလေးတွေမမြတင်ပေးပါပြီးရင်ပုံဆွဲရတာနိုင်ဘယ်လောက်ကြာလဲဘယ်နိုင်ကြာလဲပေါ့ပြောမယ်ဆိုဝညရေးဆွဲဖြစ်တယ်ပေါ့နော်ဒီနေ့မှာကာတွန်းပြီးသွားတယ်ဆိုရင်တမဆွဲဘယ်ဆိုတော့အဲ့လိုမျိုးပင်ပန်းသွားပြီဆိုရင်ပုံစံမလားတော့သိရဆိုတော့ဒီနေ့ကာတွန်းရေးနောက်နေ့ကျရင်ပုံဆွဲတယ်ညပုံဆွဲဥပမာ9နာရီစဆွဲရင်7နှစ်လောက်မှပြီးတယ်အကြာကြီးဆွဲရတဲ့ပုံတစ်ပုံကိုလေဒီလားဒါပေမဲ့အဲ့လိုကြာဆွဲမှပုံလေးတွေကလာပြောလို့ရတယ်ပဲကျုပ်ဟာကြရင်ကြာဆွဲရင်မလဲမလာဘူးပေါ့စိတ်တိမ်မစားဘူးဖြစ်တယ်ဒါပေမဲ့ကိုယ်စိတ်ကိုယုံလို့မရဘူးဘာလို့လဲဆိုတော့ဒီပုံဆွဲပြီးပြီဆိုရင်ကိုယ့်ဘကမလာဘူးလို့ထင်ပေမဲ့လည်းနောက်တရက်နေ့ကျတော့ကိုယ့်ဘကဒီပုံလာလိုက်တာဖြစ်သွားတာမျိုးဖြစ်နိုင်တယ်အဲ့အတွက်နာအချိန်နဲ့မဆိုင်ဘူးထင်တာပဲဒါပေမဲ့လည်းတော်တော်ကြာပါတယ်ပုံဆွဲရတော့အချိန်နဲ့ဘယ်လိုကောင်းလို့ကောင်းမှလည်းမသိဘူးဆွဲလိုက်ရင်အဲ့လိုပဲကာတွန်းလေးတွေကိုအရင်ကြိုက်တယ်တဲ့အဲ့မျိုးလေးကြိုက်ပေးတာကျေးဇူးတင်ပါတယ်ပြီးတော့ဒီကာတွန်းကိုယ့်ရဲ့ကာတွန်း character လေးပေါ့ဒီမိချာဦးတို့နီနီတို့အဲ့လိုလေးအဲ့လိုစက်ကောင်လေးတွေတဘောကိုယ့်ရဲ့စက်ကောင်ပေါ့ကိုယ့်ရဲ့စက်ကောင်ဆိုကိုယ့်ရဲ့တသမီးပဲပေါ့နော်အဲ့လိုလေးချစ်ပေးကြရဲဆိုဘယ်လိုပြောအရင်စိတ်ထဲမှာပီတိဖြစ်ရပါတယ်များများထပ်တင်ပေးပါကာတွန်းကိုရေးတာတကယ်ကြောက်ခင်လားကြောက်ခင်နာမည်ဖြစ်ပေါ်လာပုံကရှိတယ်ဒီလားပြမယ်ဘောငငယ်ကဝကာတွန်းစာရေးတာပေါ့တုံးတန်းသမွဲဖြည့်ပြီးဝကလေးပဲရှိတယ်ပေါ့နော်ဝအမနဲ့ဝကာတွန်းရေးဖြစ်တယ်ရပိုးကောင်ကာတွန်းလေးရေးရရေးနဲ့အမဝအမရဲ့နာမည်ကာတွန်းဆရာတော့နာမည်ပြောင်းမလို့နော်အမဝအမနာမည်မေမီခင်ဘယ်လိုပြောင်းလိုက်တာကာတွန်းဆရာနာမည်ပေါ့အဲ့နဲ့ဝအမရဲ့နာမည်နောက်ကခင်တော့ခိုးလိုက်တာကော်ပီလိုက်တာပေါ့အဲ့ဒါဝရဲ့အရှိနာမည်ကကျော်ဝရဲ့အနောက်နာမည်ဦးဖြစ်တဲ့အတွက်ခင်ပေါင်းလိုက်တော့ကျော်ဦးခင်ဖြစ်သွားတယ်တော့အဖိုးကြီးနာမည်ဒါပေမဲ့ဝအရင်ကြိုက်ခဲ့တဲ့နာမည်ပဲဆိုတော့အခုဒီတုံးပဲဒါပေမဲ့ဆိုဝအခုကတော့နည်းနည်းအင်္ဂလိပ်နာမည်ချင်းနေတာပေါ့နော်ယူရှိဆိုမှ YUHI ဆိုမှပြောင်းလိုက်တယ်ယူရှိဆိုပြောင်းလိုက်တယ်ဒါပေမဲ့ဝကျော်ခင်နာမည်ကိုဆက်တုံးနေပါလဲဆိုတော့ဝငငယ်ကရမ်းကြိုက်ခဲ့တဲ့နာမည်လေးဖြစ်တဲ့အတွက်ဝတုံးနေတော့မှတကယ်ကျော်ခင်ပါဘယ်နဲ့လဲအသက်ကိုမြင်ပေါ့ထင်တာပဲဝတကယ်တော့16နှစ်လို့ဖြည့်ချင်တယ်တကယ်ဝ16နှစ်ဖြစ်သွားပြီစိတ်တယ်16နှစ်ဆိုတော့ဝကလေးလို့ပါပဲတကယ်တော့ရည်သားလည်းမထားဘူးတိုင်းပဲပျော်ရွှင်နေဘဝမှာပျော်ကောင်းတော့ပေါ့နော်ကဲခုနောက်မေကိုတမင်ကာတွန်းတွေကိုသဘောကျလို့ကြည့်ဖြစ်ပါတယ်အားလည်းပေးပါတယ်တဲ့တကောလုံးတုံမင်းရွေးရပေါ့နော်ပြန်ကျေးဇူးတင်ပါတယ်အမြဲအားပေးနေတဲ့အမြဲရှိကုန်အားပေးနေတဲ့ကျေးဇူးတင်ပါတယ်ပြီးတော့ကာတွန်းကတော့တရက်တည်းရင်းနေမှာပဲပေါ့နော်ဆက်တင်ပါပါအဲ့တော့အများကြီးအားပေးပါအောင်လို့ကာတွန်းလေးတွေဘယ်လိုဖန်တီးဖြစ်တာလဲကာတွန်းလေးတွေဘယ်လိုဘယ်ကနေစရေးဖြစ်လဲဆိုတော့တုံးတန်းခဏပြောသလိုပဲတုံးတန်းဆံမွဲဖြည့်ပြီးမှရေးတာလေးတန်းမတက်ခင်မှရေးတာဟုတ်တယ်မမရပဲပထမဆုံးရေးခဲ့တဲ့ကာတွန်းနာမည်ကညီအကိုလားမသိဘူးတဲ့ငါဘောပညာပေးစနေရေးရလေဟာတိုင်းမရေးဘူးညီချင်းတိုင်းကိုကာတွန်းကိုအဲ့လေးရေးမှအခုထိဘောရေးတာပေါ့နော်ဘောအမနဲ့သူတို့ရေးတယ်ဘောအမနောက်တော့သူက10တန်းဖြည့်ရမယ့်ကိစ္စနဲ့သူမရေးတော့အကြားလာပြီဒီပေါ့နော်တက်တနာရမဖြစ်ခင်နေရပေါ့ပြီးတော့နာမည်ပေးထားလေးရဲ့သဘောကျရဲ့မိချာနီတကယ်တော့
ကျိုးကာတွန်းဖတ်တဲ့လူဆိုတိမှာဒီလားကျောင်းမှာစောက်ဒါကြည့်လိုက်ကကာတွန်းတွေဖတ်တဲ့လူဆိုဥပမာမိချဦးဆိုရင်ဘယ်ကရှင်တက်လာလဲဆိုတော့ဒီဆိုင်းဆရာနာမည်တော့မိပါပြီမိမန်းလေးလေမိမန်းလေးခါဦးတို့ထုံးခင်အဲ့ဟာနေဝတဘောကြလို့အရင်တဘောကြရဲ့ခါကျတော့ခါဦးကိုချာဦးဆိုမှမိချဦးဆိုမှနာမည်ယူလိုက်တယ်ဒီကတော့မတူဘူးပေါ့နော်ဝါနည်းနည်းဟိုညဟာတာလေးရေးပေါ့အဲ့ဆိုအဲ့လိုမျိုးဘယ်လိုပြောမလဲ inspire ယူလို့ပြောမလားပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တယ်ပြီးတော့ဒီပိုးကောင်လေးဆိုရင် lava ပိုးကောင်လေးတိလာမသိအဲ့လိုကဒီလိုဟိုပုံလေးပြထားမယ်အဲ့ပိုးကောင်လေးဒီလိုမျိုးဟိုအဲ့အနေစာပြီးရင်စိုက်လို့ပိုးကောင်လေးရေးဖြစ်တာပေါ့နော်ကဲဝါမကြခင်ကာတွန်း character အစ်စ်လေးဝါကိုယ်တိုင်ဝါစိတ်ကိုလည်းထုတ်လုပ်ထားတဲ့ကာတွန်းလေးထုတ်မယ်လို့တွေ့ထားရပေါ့နော်အဲ့ဒါဆက်ကြည့်ပြကြပါအောင်နောက်လည်းအများကြီးဆက်ဆဲပါအောင်ဟုတ်ကဲ့ပါညာကြီးဆွဲမှာညာကြီးဟာဟာဟာအမလေးဒီမေကွန်ကအင်္ဂလိပ်လိုဟာ How old are you 18 အလဲ18ပါပြီးတော့ what's your favorite color အကြိုက်ဆုံးရောင်ဆိုရင်အမှန်တမ်းပြောရငယ်တော့ကဆိုရင်အပြောင်ကြိုက်တာ blue လုံးဝ crazy ပဲအပြောင်ရမ်းကြိုက်တယ်ဒါပေမဲ့နည်းနည်းဟောဖြစ်တော့အနီရောင်ကြိုက်လာတယ်ဒါပေမဲ့အခုချိန်ဆိုရင်အရောင်အကုန်ကြိုက်တယ်ဘာလို့လဲတော့မသိအရောင်ကိုကြိုက်နေအနီရောင်လေးကြိုက်တယ်လို့ပြောလိုက်ရင်လင်မွေရောင်လေးတနာပြလေလင်မွေရောင်ကြိုက်တယ်ပြောရင်အဝါရောင်လေးတနာပြလေအဝါရောင်လေးကြိုက်တယ်ပြောရင်အဖေရောင်လေးတနာပြအဲ့မျိုးအကုန်ကြိုက်တယ်အားလုံးကအတုံးပုံစံအတုံးဝင်နေဆိုတာလေအရာအားလုံးကတော့ပေါ်ကြတယ်အကြိုက်ဆုံးဆိုရင်အပန်းရောင်လို့လည်းပြောလို့ရတယ်ပေါ့နော်ကိုယ်ပေါ်ကြတယ်ကဲနောက်မေကော you favorite YouTuber အမှန်တမ်းပြောအများကြီးရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းအရင်ကြိုက်နေရဟာဆိုရင်နံပါတ်1 MMFA ကတော့အလုံးတိမယ်ထင်တယ် to me why တုတ်ပေါင်းငပိန်ဒီတရေဆက်လန်လေးဒေါ်လုံးတင်းတို့ကိုဖိုးချော်တို့မတူဖိုးချော်ပေါ့နော်ပြီးတော့အဲ့ကတော့လေးတွေကကလေးကြီးလည်းကြည့်ဖို့အဆင်ပြေတယ်ဒီလားဖို့တူကြိုက်လည်းရတယ်ပြီးတော့အတိုင်းပြောရရင်သူတို့ပြောပြရပုံစံတိုင်းပဲသူတို့ကတော့နေကြည့်မှာတရေတွေဟာတရေတွေကိုမကြောက်ဘူးပေါ့နော်တရေတွေကကောင်းတဲ့တရေရှိမကောင်းတဲ့တရေရှိအဲ့လိုလေးတွေပြီးတော့သူငယ်ချင်းဆက်ဆံရေးပေါ့နော်အဲ့လိုလေးပြရတော့အရင်တော့ကြာဝါသူငယ်ချင်းဆက်ဆံရေးနဲ့ပေါ့ကြားရခါကြတော့အဲ့ကတော့လေကြည့်ဖြစ်တယ်နံပါတ်1 MMFA ကတော့နံပါတ်2ရှိတယ်နံပါတ်2ကကြတော့ Catalina be my friend ဖြစ်ပါတယ်ဒီ Catalina be my friend ကကြတော့သူကအစာမှုကင်သတင်းတွေတင်တယ်ပေါ့နော်အခုနောက်ပိုင်းတော့သူကမှုကင်သတင်းတွေမတင်တော့ဘူးသူတင်တာအတိုင်းပဲကိုယ့်ဘက်ကိုချေရမယ်အညိုလေးတွေအဲ့လိုတင်တယ်ဘယ်တိုင်းပြောလဲဟိုက Catalina ရဲ့ဒီမမ Catalina ပေါ့နော်စကားပြောပုံအရန်တဘောကြတာအဲ့ဆိုတော့ဒီကတော့ရင်းနေချင်းပုံစံနေချင်းဆိုမမကတလီနာပြောပြတဲ့ဗီဒီယိုလေးတွေဖွင့်ထားတယ်။ခါကျရင်ဒီပြောပြရပေါ့နော်မနက်ပိုင်းကိုတနေ့သေးရှင်းလာအင်္ဂလိပ်လိုပြောတယ်တရားထိုင်ရမယ်ကိုယ့်ဘက်ကိုချေရမယ်အဲ့လိုတင်ပေးရခဲ့ပြောအရန်ကောင်းတယ်ဘွဲဆရာမလို့ပြောလို့ရတယ်။ဒီထောက်နောက်တစ်ခုပြောမယ်နံပါတ်3 fit for you ဒါကတော့ LGBTအတိုင်းဝါကတော့တိမယ်ထင်တယ်မဖီဘယ်လိုခေါ်လဲမသိဟုတ်တော့အမကတော့ဝတ္ထုလေးတွေကိုဖတ်ပြတာပေါ့ဖတ်ပြတဲ့ခါကျတော့အရန်ကောင်းတယ်အမဖီအတန်လေးနဲ့ပုံဆွဲချိန်အယောင်ချဲချိန်အရန်ကောင်းတယ်ဝတ္ထုလေးရလဲကောင်းဆုံးပဲလေရှင်နေရတဲ့ခါကျအဲ့တော့ fit for you ရတဲ့ပေါ်ကြတယ်ကဲနံပါတ်4ကျတော့မချက်တဲ့ပြတ်သွားပြီဒီလားအရန်နှမျိုးကောင်းတယ် MA လာထိမ့်မဲ့သူကကြဒီနိုင်ငံခြား MFA ကတော့ကိုဟိုညွှန်လောက်တာမြန်မာအတန်နဲ့ပြန်ပြောတာပေါ့နော်ပြောဝေါ်ညိုပဲပေါ့ဝါကြကိုကတော့ကိုလုပ်ပေးမယ်သူကကြတော့ဒီ MFA ကတော့ကိုအဲ့လိုပြန်ပြီးအခုလေတင်များကြီးလည်းလုပ်ကြရလေသူအညင်လုပ်တာပြောမပြောအရန်ကောင်းတယ်တကယ်စိတ်ဆိုးရဲ့အတန်ဆိုရင်စိတ်ဆိုးရဲ့ပုံစံမျိုးပြောတယ်တကယ်အတန်နဲ့တန်းခါတော့ကောင်းပြီးမှအရန်ပြင်းတဲ့ခါကျတော့အရန်သဘောကျတယ်ကြတော့အခုဘျောက်သွားလည်းမသိဟိုတော့မှချက်နေတဲ့ပုံခဲ့တယ်ပေါ့နော်ရုပ်ပြက်ကြီးဒါပေမဲ့အခုကျတော့ပျောက်တော့ပြန်ပြီဗီဒီယိုအရင်လွမ်းနေကဲဒါပဲအများကြီးထပ်ပြောရပူရှည်တော့မယ်ချင်းနောက်မိကုတ်တစ်ခုမြင်သွားမယ်ဟိချီကျူးမိတယ်တဲ့တခြားနိုင်ငံမှာဆို sporting နဲ့ရပြီး animation တောင်ပြန်ထုတ်လို့ရတယ်မနိုင်ပြောရရင်ကိုယ့်ဘက်ကနှမျိုးလားဆိုနှမျိုးတာပေါ့မလေးဒီကနှမျိုးလားဆိုကိုယ့်ဘက်ကမဟုတ်ကွဲကာတွန်းလေးဆိုဝဲကာတွန်းလေးတွေကိုလေတကယ်အဲ့လို animation လေးနဲ့မြင်ချင်တာပေါ့လို့ဒီတိုင်းလည်းကောင်းပါတယ်ထိုက်ပါကျောင်းခင်အကြိုက်ဆုံးတခြင်းသုံးဖို့ပြောပြပါအပိနေပါတယ်အကြိုက်ဆုံးသုံးဖို့တော့K-pop fan ပါ K-pop တခြင်းတွေလုံးဝနားဟောင်းတယ်
ကာတွန်းရင်းနေချင်းဆိုရင်တချင်းဖွင့်တာအဲ့လိုလောကတချင်းမဖွင့်တင်ဖွင့်လိုက်ပြီဆိုရင်ထားကနေကာတွန်းလုံးဝမပြီးရနေရှိအဲ့ဆိုတော့အကြိုက်ဆုံးရလို့မရှိဒီပေါ်တစ်ချင်းအကုန်ကြိုက်တယ်အခုလောဆယ်ဆိုရင်ဒီမြောင်ရဲ့ hands up ဆိုတဲ့ချင်းလေးရဲ့နှဟောင်းနဲ့အများကြီးပဲနှဟောင်းပါတယ်အကြိုက်ဆုံးရတော့မရှိအကုန်လုံးကြိုက်တယ်မြူချင်းချင်းတွေတော်တော်များနှဟောင်းနေပေါ့နော် twice လောကtwice ရဲ့ fan ဝမ်းလေပါ twice ချင်းအကုန်နှဟောင်းနေ twice အကုန်ကြိုက်တယ်ကဲနောက်မေကွန်းတော့10မိနစ်တောင်ရှိသွားပြီတဲ့မြင်လို့မယ်နောက်မေကွန်းရီစာရှိလားဆိုတော့မရှိဘူးဘောအခုမွေးကလေးကနေခုတိမတွေ့ဘူးမရှိဘူးဆိုတာနဲ့မကြိုက်တဲ့လူမရှိလို့ပြောနေနော်ကြိုက်တဲ့လူကရှိတယ်ဘောကတော့ငင်းချနေရပေါ့နော်ဘောအခုထိလွတ်လပ်တော့ရန်ပေါ်ကြတယ်ဆိုတော့ဘောရီစာလည်းမထားဖြစ်ဘူးပြောလေမနိုင်ဝခိုင်ကတော့ကြီးများတဲ့ပါတယ်ပေါ့နော်ဘာဖြစ်ရမလဲညာဖြစ်ရမယ်ချောရမယ်ရက်ရှိရမယ်ဆိုပါနဲ့လို့ရှိရပေါ့နော်ကိုယ်တိုက်နဲ့ကိုရှိရတဲ့ခါကျတော့ကြီးများတယ်ပြောရရတယ်ဒီကလည်းမထားကြပါဘူးမလုပ်မှလည်းလက်ကပူပြီးဟုတ်မလားနောက်မေကဘယ်မျိုးမှနေကြလဲဘာစိတ်လေးစဖြစ်လို့ဖြစ်ဘူးလေဆက်ပြောတာစနော်ဘာဘယ်မျိုးမှနေလဲဆိုတော့မျိုးတော့ပြောတော့ဝမ်းနေတာကချင်ပြည်နယ်ပါအပေါ်ညီရောရဲ့ထိတ်ဆုံးမှာနေရပေါ့နော်ဝါထိတ်ဆုံးမှာနေရအညုတ်ကညီပဲလေအဲ့ဆိုတော့ကချင်ပြည်နယ်သတင်းကြမဲ့တဲ့ကချင်ပြည်နယ်မှာ line ဖြတ်ထားတယ်ဆိုတော့ဝါဆိုဒီ line 300တနာရီ2000 baby line 300လားဒီဗီဒီယိုတင်နေဆိုရင်ဝါ line 300ဗီဒီယိုတင်ရတာဆိုတော့ဒီလိုဗီဒီယို add တင်ရမယ်ဆိုရင် line ရမှာလုပ်ရအောင်ဟုတ်တယ်မလား line 3ရင် add တင်ပြန်တယ်အိမ်မှာလုပ်ပြန်ပြီဒါပေမဲ့ line 3နဲ့ခေါ်သွားပြန်ပြီဆိုပတ်စံလဲကုန်တာပေါ့2000ဆိုမဲ့2000ဆိုမဲ့လဲ900ဆို1000ဖြစ်သွားတာပဲဒါမဲ့လည်းဝအခုဆိုင်တစ်ခုတွေ့လာတယ်အဲ့ဆိုင်ကဝနဲ့တေးခါကျဝအပိုးပေးတော့တယ်ပေါ့နော်အဲ့ဒါကခုနည်းနည်းအဆင်ပြေနေရပါအဲ့ဒါကတော့နေခုဆက်လက်တင်ပေးဖို့ရှိပါတယ်ရေးနေပါတဲ့အခု12မိနစ်ရှိသွားပြီဗီဒီယိုကပေါ့နော်အဲ့ဆိုဒီမှာရက်လိုက်မယ်ဘာလို့လဲဆိုတော့အခုတုံးနေဖုန်းအခု edit တဲ့ဖုန်းကအကောင်စားမဟုတ်တဲ့အတွက်ရှေ့သွား edit ရင်ဘာဖြစ်တယ်ကြောင်သွားတယ်ပါတယ်အဲ့တော့ကြောင်လို့ဒီဖုန်းကိုဒီမှာအပိုင်းတည့်ရမယ်နံပါတ်1ကိုအခုချက်ချင်းခုလုံးကောင်းမလားမသိဘူးဒါကညရောက်နေပေါ့နော်အခက်အိမ်ကဘာသာမိခင်ကြီးဆဲတော့တစ်ခွက်ရောက်ပါပြီကဲအခုနောက်မိကုန်းလည်းဖြေပြပါမယ်တခြားမိကုန်းလေးမေးခဲ့လို့ရပါတယ်တတန်ဝတ်ချီ